ပေါ်ဒေးဘော်ရာတို့ကိုစပင်လေးခမမှဖြစ်တော့စီနေ West DG လေးမတုံးချင်ဘူးဆိုရင်ဘော်ရာအတွက်မော်ဒေးကဒီ texture boundary လေးကိုတစ်ချက်ပြပြီးမှဖြစ်ပါတယ်ဒီ texture boundary ဘူးလေးကဘူးလေးပုံလေးကိုဖွင့်လိုက်တာနဲ့ဒီမှာပေါ်ဘူးလေးပဲဒီမှာ packaging လေးတစ်ခုပါမယ်နော်ဒီ packaging လေးတစ်ခုကိုဖောက်ဖို့လို့ဘော်ရာတို့မော်ဒေးကတော့တဲ့က packaging လေးဖွင့်လိုက်ပြီးဆိုတော့စပင်လေးကိုအားမထားဘော်ရာတို့ဒီလိုမျိုးလေးပဲနည်းနည်းလေးနှင်းမုံလေးလေးတိုင်းလို့ရှိရင်ကိုသွားခြင်းနဲ့စပင်ကိုဒီလိုလေးဖွာလိုက်မယ်ကိုရဲ့စပင်လေးကပါနေရဆိုလို့ရှိရင်စပင်လေးကဖွာပြီးတော့ထူထူလေးအုံလေးဖြစ်လာပါတော့ဒီလိုမျိုးသွားလို့ရတယ်ဒါမှမဟုတ်ရှင်ကိုကစပင်ကို petition နဲ့တူပေါ်ရအတွက်လေဒီလိုလေးလည်းတော့ရကိုသွားခြင်းနဲ့စပင်ပုံစံကိုအကောင်းဆုံးပုံပြီးပုံတော်လေးတစ်ခုဖြစ်တယ်လို့ဒီတော့ရှင်တော်လေးမိုက်အရှင်းပြီးလေဒီလိုလိုက်အားလုံးမဆောက်ပြီးတော့စပင်သားလေးကလေးတိုက်လည်းမတော့ဘူးလို့ဘာမှတောင်းတောင်းလေးဖြစ်သွားတယ်ဘာမှချစ်ချစ်လေးဖြစ်သွားတယ်ဆင်တော်ပြပါလေမော်ဒိတ်လိုမျိုးစပင်ကိုခက်မိုက်လေးဖြစ်ပြီးချိုးသွားခြင်းနဲ့ပေါ်ရိုက်အတွက်တက်ချောပေါင်းတာလေးဖြစ်ပါတယ်မော်ဒိတ်ဒီနားလေးမှာစီချင်းအောင်လေးချရပေးမယ်ဆိုတော့ထောက်တိုင်းပေါ်ရိုက်လို့ thank you for watching see you in next video and then ပေါ်ရိုက်လည်းဒီထောက်ပေါင်းတာလေးကိုအသုံးပြုပြီးတော့မော်ဒိတ်လိုမျိုးစပင်ခက်ချောလေးခက်မိုက်လေးဖြစ်တော့ပုံစံလေးပေါ်လို့ရပါတယ်